လူလောကမှာပိုက်ဆံရှိရမျက်နှာလိုက်ချတာဒါတဘာဝလူတဘာဝပြောကြလူလောကကအဲ့တိုင်ပဲဘာပညာမှမတတ်နဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းဝိုင်းမုတ်ဝိုင်းဝိုင်းလေအနီးပိုက်ဆံမျက်နှာလေတခါတော့ဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့တခါတော့မတွေကချမ်းချမ်းသာသာသွားအောင်လို့ဆိုတက်ကြီး business class ကတင်ပေးတာပေါ့နော်အတင်ပေးတဲ့အခါကျတော့အမလေးလင်းမဲလင်းမောင်တွေကပြုံးတာပဲအဲ့ဖုန်းကကိုယ့်ကိုတတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲ့ဒီမှာလူတွေကကိုယ့်ကိုပြုံးပြတယ်ထင်တာကိုယ့်ပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကဂရုစိုက်ရတော့မှာလေအဲ့ဒါကိုမထင်မဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်အဲ့ဟုတ်လားအစံပေးနိုင်တဲ့လူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလက်တော်ကြည့်မှာမဟုတ်အဲ့ဒါလောကကြီးမှာလူတွေကကိုယ်ပြုံးပြ